self makeup အတွက်တဏ္ဍာကတူနာလေးကိုမျက်နှာတစ်ပြင်လုံးတိတိကျကျလေးလိမ့်ပေးရမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့တဏ္ဍာကနှုတ်ရည်လေးလိမ့်နေတာဖြစ်ပါတယ်။နှုတ်ရည်လေးကိုတဏ္ဍာကတေချာမျက်နှာတစ်ပြင်လုံးအနှံ့ကိုလိမ့်ပါတယ်။နှုတ်ရည်မလိမ့်ချင်လို့ serum လိမ့်ချင်တယ်ဆိုရင်လည်းရပါတယ်။ပြီးရင်တော့ beauty blender လေးနဲ့တေချာပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်။နှုတ်ရည်လိမ့်တာဖြစ်တဲ့အတွက် beauty blender နဲ့ပြန်ဖြည့်ဖို့ကလည်းအရေးကြီးပါရဲ့ရှင်။ဖြည့်ပေးပြီးရင်တော့moisturizer လေးလိမ့်မှာဖြစ်ပါတယ်အခုတဏ္ဍာက moisturizer လေးလိမ့်နေတာပဲဖြစ်ပါတယ် moisturizer ကိုလည်းမျက်နှာတစ်ပြင်လုံးတိတိကျကျနှိပ်စက်အောင်တဏ္ဍာက brush လေးနဲ့လိမ့်နေတာဖြစ်ပါတယ် brush နဲ့မလိမ့်ချင်လို့လက်နဲ့လိမ့်ချင်တယ်ဆိုရင်လည်းရပါတယ်တဏ္ဍာကတော့ brush လေးနဲ့လိမ့်ရတာကြိုက်တဲ့အတွက် brush လေးနဲ့လိမ့်တာဖြစ်ပါတယ်ပြီးရင်တော့ beauty blender လေးနဲ့တေချာလေးပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ sun cream လေးကိုလိမ့်မှာဖြစ်ပါတယ်တဏ္ဍာလေးနဲ့ sun cream က tone up လေးနည်းနည်းပါပါတယ်အဲ့ဒါကိုမျက်နှာတစ်ပြင်လုံးကိုတိတိကျကျညီညာပြန့်ပြူအောင်လိမ့်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ beauty blender လေးနဲ့တေချာလေးပြန်ပြီး blend ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ primer စလိမ့်မှာဖြစ်ပါတယ် makeup လိမ့်ပြီဆိုတာနဲ့ basic step က primer ဖြစ်ပါတယ်အခုန skin care step တွေပြီးသွားပြီဆိုတော့အခုတဏ္ဍာက primer ကိုစလိမ့်ပါတယ်primer ကိုလည်းအခုလိုပဲမျက်နှာတစ်ပြင်လုံးကိုတိတိကျကျညီညာအောင်လိမ့်ရပါမယ်ပြီးတော့ချွေးပေါက်ကျန်နေတဲ့နေရာတွေဆိုလို့ရှိရင်လည်းတိတိကျကျလေးအဲ့ဒီနေရာမှာတိတ်တိတ်ပြီးတော့လိမ့်ပေးရမှာဖြစ်ပါတယ်ရှင် primer ကလည်း brush နဲ့လိမ့်ထားတာဖြစ်တဲ့အတွက် blender လေးနဲ့တေချာလေးပြန်ဖြည့်ပေးရမှာဖြစ်ပါတယ် primer ကိုပြန်ဖြည့်ပေးတဲ့အခါမှာလည်းတိတိကျကျညီညီညာညာလေးဖြစ်နေအောင် beauty blender လေးနဲ့ဖြည်းချင်း blend ပေးလိုက်ရမှာဖြစ်ပါတယ်ရှင်ဒီ self makeup လိမ့်နီးဗီဒီယိုအပိုင်း1လေးမှာတဏ္ဍာက primer လိမ့်နီးလေးအထိကိုတေချာလေးတင်ကြားပေးသွားတာဖြစ်ပါတယ်နောက်ထပ်လိမ့်နီးလေးကိုတဏ္ဍာကဗီဒီယိုအပိုင်း2မှာဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်